ဆိုမှုရှိတယ်ပေါ့နော်အနီးရောင်ဒီခုနလိုဆက်တယ်ဆိုတော့အဓိပ္ပာယ်ကိုသူကဖော်ဆောင်စေခဲ့ဘယ်လိုခံစားမိလဲဆိုတော့ကျွန်တော်တို့တဖြည်းဖြည်းနဲ့ဒီရဲ့လက်ဖက် industry ထဲမှာဘယ်သူမှအသုံးမပြုသေးတဲ့အမည်နာမတစ်ခုကိုကျွန်တော်တို့ကုမ္ပဏီကျွန်တော်တို့လုပ်ငန်းကရှမ်းရွှေတောင်စတင်အသုံးပြုခဲ့တယ်ဆိုတဲ့အခါကျတော့ဈေးကွက်ထဲမှာကကျွန်တော်ကဘယ်သူနဲ့မှမတူတဲ့အတွက်ကြောင့်မို့လို့လက်ဖက်တော်လဲပဲကျွန်တော်တို့ရဲ့ဒီရဲ့ရှူးရှဲလက်ဖက်ရဲ့အောင်မြင်မှုနှုန်းက market မျိုးစုံကိုရောက်သွားတယ်ဥပမာ market segment ကခုနကလေးသူငယ်တွေလည်းဒါကိုစားစရာတစ်ခုဖြစ်ကျွန်တော်တို့တရေစာတစ်ခုဖြစ်စားလာကြတယ်နောက်တစ်ခါခုနလိုလူဒန်းစားမျိုးစုံဝန်တန်းပဲဖြစ်ဖြစ်ခုနလိုဒီစိုက်ပျိုးရေးသမားပဲဖြစ်ဖြစ်အားလုံးဟာဟင်းတက်မယ်အနေနဲ့လည်းစားလာကြတယ်ဆိုတော့ market ကကြီးတယ် market ထဲမှာကျွန်တော်တို့ရှမ်းရွှေတောင်တစ်ခုလည်းရှိတဲ့အတွက်ကြောင့်မလို့ market ရဲ့ demand ကများတယ်ဆိုတဲ့အခါကျတော့အချိန်တိုတွင်းမှာပြောရရင်အချိန်တိုတွင်းမှာဒီလုပ်ငန်းဒီအောင်မြင်မှု growth ကညံလာတယ်ပေါ့နော်အဲ့တော့အားလုံးကအာယုံစိုက်လာကြတယ်အဲ့ဒီအချိန်မှာရှူးရှဲနဲ့လူတိုင်းအားလုံးကရှူးရှဲကိုအာယုံစိုက်လာတဲ့အခါမှာလက်ဖက်လောကတစ်ခုတည်းတင်မဟုတ်ဘဲနဲ့ကြံတော့ခုနလိုစက်တယ်ဆိုတော့မုတ်စားတောက်ကုန်အားလုံးကဒီရှူးရှဲဆိုတဲ့နေမျိုးသုံးလာကြတယ်ဆိုတဲ့အခါကျတော့ကျွန်တော်အနေနဲ့ကဘယ်လိုလဲဆိုတော့ကိုဖန်တီးခဲ့တဲ့ကိုတီထွင်ခဲ့တဲ့မြည်တမ်းဆွဲအလင်္ကာလေးတစ်ခုဟာဒီစားတောက်ကုန်တွေတော်တော်များများ inspiration ရပြီးသုံးနေတဲ့ပုံမှာတော့ကျွန်တော်အနေနဲ့ကတော့ပြောရရင်တော့ဝမ်းသာတယ်ဒါပေမဲ့လည်းခုနလိုတချို့စီးပွားရေးသမားအထူးသဖြင့်ဒီလက်ဖက်လောကထဲမှာပေါ့နော်ဒီကျွန်တော်တီထွင်ထားတဲ့ဒီရှူးရှဲဆိုတဲ့နာမည်ကိုတိတိကျကျကိုပြန်ယူသုံးတာတိတိကျပြန်ယူသုံးတယ်ဆိုတာကရှူးရှဲဆိုတာကိုဒီရဲ့မြည်တမ်းဆွဲအလင်္ကာကိုပဲဒီရဲ့လက်ဖက်သမားတွေဟာကိုပိုင်ဒီဇိုင်းနဲ့ဒီဇိုင်းဆွဲပြီးသုံးခဲ့ရင်တော့ကျွန်တော်ကဘာမှမပြောလို့ပါဘူးဒါပေမဲ့ကျွန်တော်ရဲ့ဒီဇိုင်နာဆွဲပေးထားခဲ့တဲ့ဒီရဲ့ရှူးရှဲဆိုတဲ့လက်ရေးစလုံးပေါ့နော်ပြောရင်ပကြီးစလုံးကိုပဲတိုက်ရိုက်ကူးချပြီးတော့မှစင်တူရိုးမှလုပ်ခဲ့တဲ့ပုံမှာတော့တော်တော်စိတ်မကောင်းဖြစ်ရပါတယ်တစ်ဖက်ကကြည့်ရင်လည်းဒါအောင်မြင်မှုကျွန်တော်တို့ရဲ့တီထွင်မှုကအောင်မြင်မှုအကြီးရတဲ့အခါမှာထုံးစံတိုင်းပဲခုနလိုမျိုးကျွန်တော်တို့ကအုံနောက်ဖောက်စားခင်ရတယ်လို့မြင်တယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့ကကာကွယ်နိုင်အောင်လို့ကျွန်တော်တို့ကလည်းပြင်ဆင်ထားပါတယ်ခင်ဗျာကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ဒီရဲ့ရှမ်းရွှေတောင်ရှူးရှဲဟာ popular ဖြစ်လာတယ်လက်ဖက်လောကမှာဆိုရင်လူတွေရဲ့ဗဇက်ဖျားမှာဘာစားမလဲဆိုလို့ရှိရင်ရှူးရှဲဆိုတာတစ်ခါတန်းထွက်လာတဲ့အချိန်တွေမှာအရင် popular ဖြစ်လေပြီးအောင်မြင်မှုတွေမြင့်မာတဲ့အခါမှာဘာတွေဖြစ်လာလဲဆိုတော့စင်တူရိုးမားတွေအတုပတွေအများကြီးပေါ်လာခဲ့တယ်ဒါနဲ့ကျွန်တော်တို့ရှမ်းရွှေတောင်အတွက်အရန်ဂုဏ်ယူရတဲ့အချက်ကcustomer တွေဒီလက်ဖက်စားတော့မယ်ဆိုလို့ရှိရင်ရှူးရှဲတွေအများကြီးစင်တူရိုးများရှိနေတဲ့ကြားတွေကရှမ်းရွှေတောင်ရှူးရှဲကိုပဲရွေးစားမယ်ဆိုတဲ့ခုနက customer ရဲ့ကျေးဇူးပေါ့နော်ဆိုတော့ဒါကိုကျွန်တော်တို့ကုမ္ပဏီကအများကြီးဝမ်းသာတယ်အများကြီးဂုဏ်ဝမ်းမြောက်ရပါတယ်ခင်ဗျာဟုတ်ကဲ့